အမကန်3လပေးတယ်တဲ့တော့ဝယ်လိုက်ရမလားဟယ်လိုမေပြောတဲ့ဆိုင်အောင်တားရောက်ပြီဟုတ်ပြီတားကြည့်ပြီးတော့ဖုန်းပြဆက်လိုက်မယ်နော်မေရန်ချစ်တယ်နော်အပွားမင်္ဂလာပါကိုဘယ်ဖုန်းလေးပြပြရမလဲနော်ကိုညီမလေးအကိုကိုလေးဈေးအကြီးဆုံးဖုန်းလေးကပြပေးပါလားဟုတ်ကဲ့ကိုဟုတ်ဒါလေးတွေကညီမလေးတို့ဆိုင်မှာဈေးအကြီးဆုံးဖုန်းလေးတွေပါနော်ကိုစိတ်ကြိုက်ကြည့်လို့ရပါတယ်ရှင်ခဏလေးနော်မေကိုဖုန်းဆက်လိုက်အောင်မယ်ဟုတ်ကိုဟယ်လိုမေတားကြိုက်တဲ့ဖုန်းတော့တွေ့ပြီမေရဲ့ဒါနဲ့မှဒါဈေးဘယ်လောက်လဲဒါလေးကတော့4500ပါနော်ကို4500နဲ့မေအာဟုတ်ကဲ့တာမေးကြည့်လိုက်အောင်မယ်လေနော်ဟုတ်ညီမလေးတို့ဆိုင်ရလေအမကန်ဘယ်လောက်ပေးလဲစက္ကန့်ဟန်ဖုန်းတွေဆိုရင်အမကန်3လပေးပါတယ်နော်ကိုဟုတ်ခဏလေးနော်မေကိုမေးလိုက်အောင်မယ်ဟယ်လိုမေအမကန်3လပေးတယ်တဲ့တော့ဝယ်လိုက်ရမလားဟုတ်ပြီမေးလိုက်မယ်နော်ညီမလေးတို့ဆိုင်ရလေအခုကြိုင်နာတဲ့ဖုန်းနဲ့ရောအလဲထက်လုပ်လို့ရလားဟုတ်အလဲထက်လုပ်လို့ရပါတယ်နော်ကိုဟုတ် online ကမှရင်ရောပို့ပေးလား online ကနေလည်းပို့ပေးပါတယ်နော်ကိုအခုဘယ်ဖုန်းလေးယူမှာလဲနော်ကိုခဏလေးနော်အကိုကလေဝေခွဲမရဖြစ်နေလို့လေမေကိုဖုန်းဆက်လိုက်အောင်မယ်နော်မေဒါဘယ်ဖုန်းလေးယူရမလဲမသိတော့ဘူးရွေးပေးပါဦးဟုတ်မေဟုတ်ကဲ့ကိုဘယ်ဖုန်းလေးယူမှာလဲနော်ကိုအကိုမေကဖုန်းကိုလည်းသဘောကျတယ်အမခံပေးတာလည်းအဆင်ပြေတယ်ပေါ့နော်ဒါအပြင်လေအလဲထက်လည်းလုပ်လို့ရဆိုတော့ပိုကြိုက်တယ်ဒါပေမဲ့မေကလေသူကိုယ်တိုင်ပါမဝယ်လို့ပြောလို့လေနောက်တစ်ခါကျရင်လေမေကိုခေါ်လာပြီးမှလာဝယ်မယ်နော်ဟမ်